Hello ကျွန်တော်တို့ရဲ့ channel ကနေတမိုင်းတလျှောက်အရင်းရှင်စနစ်ရဲ့အပြောင်မြောက်ဆုံးနဲ့ပောက်ကရအနိုင်ဆုံးလူလိမ်ဇလန်းတစ်ခုနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။တင်ကပတ်စံကိုအရန်ချစ်ပြီးအဲ့ဒီပတ်စံတွေကိုဘယ်လိုဖြုံးရမလဲမသိရလောက်အောင်ဖြစ်ဘူးပါသလား။ဒီနေ့မှာတော့ပတ်စံရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့လူချမ်းသာအတိုင်းဝိုင်းရဲ့ယူသွင်းမှုတွေကိုအစိမ့်လိုက်ကြီးလောင်ပြောင်ပြသသွားတဲ့2013ခုနှစ်ကထွက်ရှိခဲ့တဲ့ Writer ကြီး Martin Scorsese ရဲ့လက်ရာ The Wolf of Wall Street ဆိုတဲ့ဇာတ်ကားကြီးအကြောင်းကို recap ပေးသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားကရင်းနှီးမြှုပ်နှံသူများထံကနေတန်ပေါင်းများစွာသောငွေကြေးတွေကိုလိမ်လည်ခဲ့တဲ့ရှေ့ရပွဲသား Jordan Belfort ရဲ့ဖြစ်ရမှန်ပေါ်ခြေခံထားတာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ Jordan Belfort အဖြစ်ကမ္ဘာကျော်မင်းသားကြီး Leonardo DiCaprio သူ့ရဲ့စီနီယာဖြစ်တဲ့ Mark Hanna အဖြစ်တရုတ်ဆောင် Matthew McConaughey သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ Donnie Yen အဖြစ်တရုတ်ဆောင် Jonah Hill မော်ဒယ်မာလေး Naomi Lampaglia အဖြစ်ကမ္ဘာကျော်မင်းသမီး Margot Robbie FBI ရဲ့ agent Patrick Dehan အဖြစ်တရုတ်ဆောင် Kyle Chandler တို့ရဲ့အမိုက်စားတရုတ်ဆောင်ချက်တွေကိုခန်းစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇလန်းအစမှာတော့ဇက်ကောင် Jordan Belfort ဟာ Wall Street ပေါ်ကိုအခြေချလာတဲ့အပြစ်မဲ့ကောင်လေးတစ်ယောက်ပါ။သူဟာ LF Rothschild ဆိုတဲ့ကုမ္ပဏီကြီးမှာအလုပ်ရပြီးသူ့ရဲ့စီနီယာဖြစ်တဲ့ Mark Hanna စီကနေ Wall Street ရဲ့ပထမဆုံးစွမ်းအင်လိုဝက်ချက်ကိုတင်ယူခဲ့ရပါတယ်။အဲ့ဒါကတော့နေကင်းကြောက်တောင်ကိုကင်းရှူဖို့နဲ့ကိုစိတ်ဖြေဖျောက်ဖို့ပါပဲ။ Mark Hanna ပြောခဲ့တဲ့နာမည်ကြီးကုတ်တစ်ခုကိုကြည့်လိုက်ရအောင် The names of the game moving the money from the client's pocket into your pocket ဒီကစားပွဲရဲ့နာမည်ကဖောက်တဲ့ရဲ့အိတ်ကက်ထဲကပတ်စံကိုမင်းရဲ့အိတ်ကက်ထဲရအောင်ရွှေ့ဖို့ပဲဒီလိုနဲ့ကန်ဆိုးကျင်တော့ Jordan Belfort တယောက်လိုင်စင်ရတဲ့ပထမဆုံးနေ့မှာပဲ1988ခုနှစ်ရဲ့ Black Monday Stock ဈေးကွက်ပြိုလဲမှုကြီးနဲ့တိုးပြီးအလုပ်ပြုတ်သွားပါတော့တယ်အရင်ရှစ်စနစ်ကြီးကသူ့ကိုကန်ထုတ်လိုက်တာပေါ့ဗျာအလုံးလက်မဲ့ဖြစ်သွားတဲ့ Jordan ဟာ Long Island က Penny Stock တန်မိုးနဲ့ Stock တွေကိုရောင်းတဲ့နေရာလေးတစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာတစောင်ကိုပြားကနန်းမဲ့ရှိတဲ့အမိုက် Stock တွေကိုရောင်းရင်ကော်မရှင်က90%အထိရမှန်းသိသွားတဲ့အခါ Jordan ရဲ့အတွင်းလူလိမ်ပါရမီဟာနိုးထလာပါတော့တယ်သူဟာ Wall Street ရဲ့စကားပြောကောင်းတဲ့ပါရမီကိုသုံးပြီးတာမန်လက်လုံလက်စားလူဒန်းစားတွေကိုအိမ်မက်အတူတွေရောင်းပြီးဓမြတိုက်ပါတော့တယ်။တိတ်မကြခင်မှာပဲသူဟာသူ့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ Donnie Yen နဲ့စုံပါတယ်။ Donnie ဟာ Jordan ရဲ့လစာဖြတ်ပိုင်းကိုကြည့်ပြီးချက်ချင်းအလုပ်ထွက်က Jordan ရဲ့ဒုတိယလက်ယုံဖြစ်လာပါတယ်။သူတို့နှစ်ယောက်ဟာရောင်ချာချာဖြစ်နေတဲ့ကောင်တွေစေးကြောက်ရောင်းတဲ့ကောင်တွေကိုစုပြီး Stratton Oakmont လို့ခေါ်တဲ့ကုမ္ပဏီကိုတည်ထောင်လိုက်ပါတယ်။နာမည်ကတော့ဗီတိရှာနန်းတွင်းသူနန်းတွင်းသားလိုနဲ့တကယ်တော့ကားကူရဟောင်းတွေကလူလိမ်ခိုင်းမှာသူတို့သုံးခဲ့တဲ့နီးဗျူဟာကတော့ Pump and Dump ဈေးကစားပြီးပြန်ရောင်းခြင်းဖြစ်ပါတယ်အမိုက်လိုတန်ဖိုးမရှိတဲ့ stock တွေကို Jordan ရေးပေးထားတဲ့ straight line ညင်းပြောင်းဗျူဟာဇညွန်အတိုင်းလိမ်ညာပြီးဈေးတင်ရောင်းကတရေဖြစ်လာကြတာပါ Jordan ဟာမနက်တိုင်းဝန်ထမ်းတွေကိုလောဘစိတ်တက်ကြွအောင်မိုက်ခရိုဖုန်းကနေအော်ဟစ်ပြီးအားအင်အပြည့်နဲ့စိတ်လှုပ်ရှားစရာမိန့်ခွန်းတွေပေးလို့ရှိပါတယ်။ရုံးခန်းကြီးဟာကုမ္ပဏီနဲ့မတူပဲပြည့်တစားတွေမူရစ်ဆေးတွေနဲ့ပြည့်နှက်နေတဲ့ frat အိမ်ကြီးတစ်ခုလိုဖြစ်လာပါတယ်။ပတ်စံတွေအလွန်ကြော်ရလာတဲ့အခါ Jordan ဟာသူ့ရဲ့ပထမဇနီးဟောင်းကိုပြစ်ပယ်ပြီး Naomi Lampaglia ဆိုတဲ့မော်ဒယ်မာလေးကိုဒုတိယမြောက်ဇနီးအဖြစ်ကောက်ယူလိုက်ပါတယ်။သူမကို Duchess of Bayreuth ရဲ့နန်းတွင်းသူလို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ဒီနေရာမှာဇလန်ရဲ့အလဲဘဟိုကိုရောက်လာပါပြီ။ Stratton Oakmont ကုမ္ပဏီဟာအမေရိကန်ရဲ့အကြီးဆုံး OTC ကုမ္ပဏီဖြစ်လာပြီးနာမည်ကြီးဖနက်ဒီဇိုင်နာ Steven Madden ရဲ့ကုမ္ပဏီကို stock ဈေးကွက်ထဲသွင်းပေးရင်ဒေါ်လာတန်ပေါင်းများစွာကိုတရားမဝင်ထပ်မံရရှိခဲ့ပါတယ်။ဒါပေမဲ့အရှိန်အဟုန်တွေပြင်းထန်လာတာနဲ့အမျှ Jordan ဟာကွာလောက်စီးပြတွေ snacks တွေနဲ့ကိုကင်းတွေကိုနေ့စဉ်ထောင်တောင်းနဲ့ချီတုံးဆွဲပြီးယူသွမှုအထွတ်ထိပ်ကိုရောက်လာပါတယ်။မူယူပြီးလိုင်စင်မရှိဘဲကိုပိုင်ရဟတ်ရင်ကိုအိမ်နောက်ဖေးကွင်းနဲ့ပြက်ကျလို့နေပါမောင်းနာတွေအထိလောက်လာခဲ့ပါတယ်။ကဲကျွန်တော်တို့ရဲ့ The Wolf of Wall Street လူလိမ်ကြီး Jordan Belfort ရဲ့ယူသွမှုတွေကိုစက်ကြည့်ဖို့သိလှုပ်ရှားနေပြီမလား။ဒါဆိုရင်နောက်ထပ်အမိုက်စားဇလန်းတွေမလွတ်သွားရအောင်အခုပဲ channel ကို like and subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားပါအောင်နော်။လူချင်းမင်းတို့အတွက်အပတ်မကြည့်ဘူးဆိုပေမဲ့ကျွန်တော်တို့အတွက်ကတော့ဒါဟာအားစိတ်တစ်ခွက်ပဲဖြစ်ပါတယ်ဒီလောက်အထိထင်တိုင်းကျဲနေတော့လေ FBI ရဲ့ agent Patrick Dehan ရဲ့ radar တွေကို Jordan ရောက်သွားပါတော့တယ် Jordan ဟာ FBI agent ကိုသူ့ရဲ့ဇိမ်ခံသင်္ဘောကြီးပေါ်ဖိတ်ခေါ်ပြီးပတ်စံတွေမိန်းမတွေနဲ့လက်ထိုးဖို့စူးစမ်းရုံနဲ့မကပဲဒေါ်လာစက္ကူတွေနဲ့ပြစ်ပေါက်ပြီးအကြီးအကျယ်စော်ကားလိုက်ပါတယ်ဒါဟာအိတ်နေတဲ့ချင်းသိတ်ကိုတွားဆွားလိုက်တာပါပဲအစိုးရရဲ့လိုက်လံဖမ်းဆီးမှုကိုရှောင်ကွင်းဖို့အတွက်Jordan ဟာသူ့ရဲ့တရားမဝင်ငွေတန်းပေါင်းများစွာကိုဆွစ်ဇာလန်ဘဏ်နဲ့လွှဲပြောင်းဖို့ကြိုးစားပါတယ်။သူဟာသူဇနီးနာအိုမီရဲ့နိုင်ငံခြားသူအတော်ဖြစ်သူရဲ့နာမည်ကိုသုံးပြီးငွေတွေကိုမှောင်ခိုသွင်းဖို့စီစဉ်ပါတယ်။ဒီနေရာမှာ
ဂျော်ဒန်ရဲ့နာမည်ကြီးကိုတစ်ခုကိုထပ်ပြီးနားထောင်ကြည့်ရအောင် Let me tell you something. There is no nobility in poverty. I have been a poor man and I have been a rich man and I choose rich every fucking time. မင်းတို့ကိုတခုပြောပြမယ်။ဆင်းရဲဒုက္ခတွေမှာဘာခုံသိက္ခာမှမရှိဘူး။ငါဆင်းရဲလဲဆင်းရဲဘူးတယ်။ချမ်းသာလဲချမ်းသာဘူးတယ်။ပြီးတော့ငါကအချိန်တိုင်းမှာချမ်းသာတာကိုပဲရွေးချယ်တယ်ဗျာ။ဒါပေမဲ့ကန်တရားကဂျော်ဒန်ဘက်မှာမရှိတော့ပါဘူး။သူတို့ငွေမောက်ခိုတဲပေးတဲ့ဈေးရောင်းသမား Brett အဖမ်းခံရတာဆွစ်ဇာလန်ဘဏ်မန်နေဂျာအဖမ်းခံရတာတွေထောက်လျှောက်ဖြစ်လာပြီးဂျော်ဒန်ရဲ့အရင်းရှင်အင်ပါယာကြီးဟာတစားစီပြိုလဲဖို့အရှိန်အဟုန်တွေမြင့်တက်လာပါတော့တယ်။နောက်ဆုံးမှာတော့ဂျော်ဒန်ဘဲဖို့ဟာငွေကြေးခဝါချမှုလိမ်လည်မှုတွေနဲ့ FBI ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။သူဟာပြည်ထံပေါ်ရောက်ဖို့အတွက်ခန္ဓာကိုယ်မှာအတန်ဖန်းဆက်တွေလှုပ်ဝက်တက်ဆင်ပြီးသူ့ရဲ့တငယ်ချင်းတွေလုံပေါ်ကင်ဘက်တွေကိုအစိုးရစီပြန်ရောင်းစားရပါတော့တယ်။သူဟာသူ့ရဲ့ညီကိုလိုဖြစ်တဲ့ဒေါ်နီအိတ်ဆော့ကိုမပြောနဲ့ငါဆက်တက်ထားတယ်ဆိုပြီးစာရွက်လေးနဲ့သတိပေးဖို့စူးစမ်းခဲ့ပေမဲ့အားလုံးဟာအဆုံးသတ်သွားခဲ့ပါပြီ။ FBI နဲ့ပူးပေါင်းပြီးသူ့ရဲ့တငယ်ချင်းတွေကိုပြန်လည်ဖော်ထုတ်ပေးခဲ့ရတာကြောင့်ထောင်ဒဏ်၄နှစ်တွင်22လပဲကြာခံခဲ့ရတဲ့ဂျော်ရန်ဟာဒေါ်လာတန်ပေါင်းများစွာကိုခိုးယူခဲ့ပေမဲ့ FBI နဲ့ပူးပေါင်းခဲ့ပြီးသူ့ရဲ့တငယ်ချင်းတွေကိုပြန်လည်ဖော်ထုတ်ပေးခဲ့တာကြောင့်အနေဆုံးအဆင့်လုံခြုံရေးရှိတဲ့ထောင်ထဲမှာထောင်ဒဏ်၄နှစ်အစား22လပဲနေခဲ့ရပါတယ်။အဲ့ဒီထောင်ကလည်းထောင်နဲ့မတူပဲတက်နစ်ကွင်းတွေရဲ့အပန်းဖြေစခန်းတွေနဲ့တူနေတာကတော့ကမ္ဘာတရားစီရင်ရေးစနစ်ရဲ့ပြက်လုံးတစ်ခုပါပဲ။စကားအဆုံးမှာတော့တကယ်ပြင်ပကဂျော်ဒန်ဘဲဖို့ကိုယ်တိုင်ဧည့်သည်တရုတ်ဆောင်အနေနဲ့လီယိုနာဒိုဒီကာပရီယိုကိုစင်ပေါ်ဖိတ်ခေါ်ရင်းဆက်သိမ်းသွားပါတယ်။ဒီဇလန်ကနေပေးချင်တဲ့မက်ဆေ့တွေကတော့နံပါတ်1Wall Street မှာလူကောင်းဆိုတာတန်းတာကြီးရိုးရိုးသားသားချမ်းသာခြင်းလို့မရပါဘူး။နိုင်ငံနိုင်မှစတားဖြစ်မဲ့နေရပါ။နံပါတ်2လောဘတွင်အဆုံးသတ်မရှိဒေါ်လာတန်း100ရလဲမတင်းတိမ်နိုင်ပဲနောက်ထပ်တန်း100ကိုလိုချင်ရင်းနဲ့ပဲအားလုံးပျက်စီးသွားတတ်ပါတယ်။နံပါတ်3ပတ်စံရှိလျင်ထောင်တည်ပြင်အပန်းဖြေစခန်းတာမန်လူတွေထောင်ကြရင်ငရဲကြသလိုဖြစ်ပေမဲ့ဂျော်ဒန်တို့လိုလူလိန်တထေးတွေကြတော့ထောင်ထဲမှာတန်းနေကစားပြီးအနားယူခွင့်ရပါတယ်။နံပါတ်4တကိုးအချင်းချင်းတစ္ဆာမရှိဘလောက်ပဲပါတီတူတူတောက်ပြီးညီကိုလိုပြော့လေပင်းကျိုးခွင်းဆွရခံနေမှာဆိုရင်တော့တယောက်ကိုတယောက်အရင်ဆုံးပတ်ရောင်းကြမှာပဲဖြစ်ပါတယ်။နံပါတ်5အရင်းရှင်စနစ်ရဲ့တားကောင်များဂျော်ဒန်ဘဲဖို့အဖမ်းခံရပြီးနောက်ဆုံးမှာအယောင်တန်တန်တွေပြန်ပေးတဲ့အခါလူတွေဟာသူ့ကိုအားကျနေတော့သူပေးတဲ့ခဲတံကိုဝယ်ဖို့စူးစမ်းနေတော့မှာပဲကဲအားလုံးပဲလောဘနောက်ကိုလိုက်ရင်ဝင်ပလွေအဖြစ်မခံကြပါနဲ့လို့တတိပေးရင်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ movie recap တွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဘယ်ဇာတ်ကားကို recap လုပ်စေချင်လဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ